င်္ဂလာပါပရိသတ်ကြီးတွေဘုန်းကြီးဒီနေ့တော့ဘုန်းကြီးပရိသတ်တွေကိုစိတ်ထိခိုက်တဲ့အခါဆိုတဲ့ခေါင်းစဉ်လေးကိုပြောပြချင်တယ်စိတ်ထိခိုက်တယ်ဆိုတာကတခါတလေကိုဘာမှမလုပ်ဘဲနဲ့လည်းစိတ်ထိခိုက်ရတတ်တယ်ပြင်ပကလှုပ်ဆောင်ချက်တစ်ခုခုပြင်ပကကိုစော်ကားမှုတစ်ခုခုပေါ့ကိုကကိုယ့်ဘာသာကိုနေပေမဲ့ကိုမှန်နေတဲ့ဆိုတော့လည်းပဲလူဆိုတာကမတူညီသောခံယူချက်မတူညီသောစရိုက်ဆိုတော့ကိုယ်လူတိုင်းကတော့အများနဲ့ကြိုက်နေမှာမဟုတ်ဘူးကိုမြတ်စွာဘုရားတော်မှာရန်လုံးတဲ့တွေရှိနေတာဟုတ်အဲ့တော့ကိုဘလောက်ကောင်းတာပဲလုပ်စော်ကားတဲ့သူဆိုတာပေါ်လာမှာပဲကိုခံစားချက်ကိုထိခိုက်အောင်လုပ်တဲ့သူဆိုတာပေါ်လာမှာပဲကိုကဘလောက်ပဲသစ္စာရှိကိုပေါ်သစ္စာဖောက်မဲ့သူနဲ့တွေ့တတ်တာပဲကိုကဘလောက်ပဲကောင်းပြကိုပေါ်မှာပြန်ပြီးတော့ရန်လုံးတတ်တဲ့သူနဲ့တွေ့တတ်တာပဲကိုသားသမီးအရင်တော့ရန်ပြန်လုံးတတ်သေးတာကိုအဲ့တော့ခံစားရတယ်စိတ်ထိခိုက်တယ်ဆိုတာပေါ်လာတတ်တာပေါ့အများကြီးပဲကိုစိတ်ထိခိုက်စေတဲ့အကြောင်းအရာတွေအများကြီးရှိတယ်ကိုစိတ်ထိခိုက်သွားအောင်ကြားရမယ့်စကားတွေလည်းအများကြီးရှိတယ်ကိုစိတ်ထိခိုက်သွားစေမယ်အမှုရာတွေကိုလည်းအများကြီးတွေ့ရအောင်ပါအဲ့တော့ဒီလိုဖြစ်တဲ့အခါကျတော့ကိုကတခြားကိစ္စမတွေးနိုင်တော့ဘူးဒါကြီးကစိတ်ကိုလွှမ်းမိုးထားပြီးတော့ခံစားရတယ်အဲ့တော့မေ့လို့လည်းမရဘူးစော်ကားခံထားရတယ်ဆိုလည်းမေ့လို့မရဘူးတမျိုးနဲ့ကိုစိတ်ထိခိုက်အောင်လုပ်လိုက်တဲ့အရာတစ်ခုကိုလည်းမေ့လို့မရဘူးအဲ့တော့ကိုကအဲ့ဒီဝမ်းနည်းမှုကနေပြီးတော့လွတ်မြောက်လို့မရအဲ့ဒီစိတ်ဆင်းရဲမှုကနေပြီးတော့ထွက်ပြေးလို့မရဒီထဲမှာသူကခြားလဲနေတယ်အဲ့တော့အကောင်းဆုံးနည်းကမေ့ပြမှာဆိုတော့ဒါအမှန်တိုင်းပြောရင်အဲ့မေ့ပြရတာခက်တယ်မေ့ပြလို့မရတဲ့အခါကျတော့ကိုဘယ်လိုလုပ်မလဲဒီဘက်မှာအာယုံပြောင်းယူရတယ်ဘုရားကုံတော်ပွားရတယ်ဘုရားကုံတော်ပွားတယ်ဆိုတော့ရိုးရှင်းလေးပဲတကယ်ကိုအေးစေတဲ့မြတ်စွာဘုရားရဲ့အရေးအသွေးတွေကိုစဉ်းစားရတာပေါ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကလောဘမရှိကြဘူးလောဘမရှိတဲ့အတွက်ကြောင့်ဘုရားရှင်ပြီးအေးချမ်းလိုက်တာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးမှာကဒေါသမရှိဘူးဒါကြောင့်ဘုရားရှင်ကအေးချမ်းလိုက်တာမေတ္တာပဲရှိတယ်ဘုရားရှင်ကိုရောမြတ်ကြီးမှာမာနမရှိဘူးဒါကြောင့်မြတ်စွာဘုရားသည်အေးချမ်းလိုက်တာဘုရားရှင်ကိုရောမြတ်ကြီးမှာကဒိဋ္ဌိမရှိဘူးအယူလွဲမှုမရှိတဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအေးချမ်းလိုက်တာဘုရားအာယုံယူရတယ်အဲ့လိုဘုရားအာယုံယူတော့မှကိုကအေးတဲ့ပုဂ္ဂိုလ်အကြောင်းကိုစဉ်းစားမှအေးတာကကိုးတာပူတဲ့ပုဂ္ဂိုလ်တွေအကြောင်းကိုစဉ်းစားရင်အပူတွေပဲပြန်ပြီးတော့ရကိုအဲ့ဒီဝမ်းနည်းမှုတွေစိတ်ညစ်မှုတွေကနေလွတ်မြောက်ခွင့်မပေးနိုင်အပူလောင်စေတဲ့တရားတွေအပူအလောင်တွေနဲ့ပြည့်နေတဲ့လူတယောက်ကိုတန်းတာရခြင်းဟာကိုမအေးစေအဲ့လိုမျိုးဘာမှအပူမရှိသောပုဂ္ဂိုလ်မျိုးကိုတန်းတာတယ်ဆိုတာတတိယမှာစိတ်ထဲမှာအောက်မေ့လိုက်မှအေးမြတဲ့ဓာတ်ကကူးတာအဲ့တော့ဘုရားရှင်သည်အရာရာကိုမေတ္တာထား၍အေးချမ်းသောပုဂ္ဂိုလ်ဖြစ်သည်လို့ခဏပွားပေးရတယ်တစ်ချိန်တည်းပွားလို့မရဘူးခဏကိုနှလုံးသွင်းထားကိုယ့်ရဲ့နေ့စဉ်ဘဝမှာကိုကစိတ်ထိခိုက်စရာမျိုးစုံကြုံရမယ်လူမျိုးစုံနဲ့ဆက်ဆံတာဆိုတော့အများနဲ့ပြောနေတာမဟုတ်ဒီလိုမျိုးဆိုတဲ့အခါကျတော့ဘုရားကုံနဲ့အများနဲ့ပွားတဲ့အခါကျတော့တတိမလွတ်ဘူးတရားမလွတ်ဘူးအေးချက်ချင်းအေးစေတယ်မြတ်စွာဘုရားကုံအဲ့တော့ဘုရားကုံနဲ့ဘုရားကုံထဲမှာကိုကနေမျောစီးမျောသွားတော့မှကျန်တဲ့ကိုယ့်ရဲ့ပြဿနာတွေဝမ်းနည်းစရာတွေမိတ်သွားတယ်အဲ့လိုမျိုးမေ့လို့ရအောင်ဆိုရင်ဘုရားခုံကိုပွားနေတာအကောင်းဆုံးနည်းပဲလို့ပြောချင်တော့စိတ်ထိခိုက်တဲ့အခါဘုရားခုံများပွားပါခုံတော်ပွားတဲ့အခါမှာလည်းရွတ်နေုံတတ်မဟုတ်ဘူးမြတ်စွာဘုရားသည်လောဘမရှိတော့ပုဂ္ဂိုလ်တူကြီးဖြစ်ပါတယ်လောဘမရှိတဲ့အတွက်ကြောင့်မြတ်စွာဘုရားအေးမြတယ်မြတ်စွာဘုရားဒီဒေါသမရှိဘူးဒါကြောင့်ဘုရားရှင်ဒီအေးမြတယ်အဲ့လိုအရာလေးတွေပဲစဉ်းစားကြည့်လိုက်အရဟံဂုဏ်တော်ပွားတာသမ္မာသမ္ဗုဒ္ဓဂုဏ်တော်ပွားတာဒါဒီပိုင်းတ
တကယ်လက်တွေ့ကြပေါ့ချက်ချင်းအေးဓာတ်ကိုယူချင်တယ်ဆိုဒီနည်းလေးပွားပေးလိုက်ချက်ချင်းအေးပါလိမ့်စိတ်ထိခိုက်တာတွေတတ်တာသွားပါလိမ့်မယ်လို့ပြောချင်ပါတယ်ကဘာသူကဘာသားအပေါင်းစိတ်ထိခိုက်မှုများတရားတော်နည်းဖြင့်တရားလမ်းကြောင်းဖြင့်ပြေပြောင်းနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းကြပါစေ